Okay fam YouTube channel ကိုအားပေးနေကြတယ် brother တွေအားလုံးပဲမင်္ဂလာပါဗျာ admin brother တွေအားလုံးမင်္ဂလာပါဗျာ မင်္ဂလာပါ မင်္ဂလာပါဆရာ မင်္ဂလာပါဆရာ Okay ဗျာကဲဒီတော့လာမယ့် game week 16အတွက်ကိုတို့ပုံမှန်လုပ်နေကြတဲ့ podcast လေးစလိုက်အောင်เนาะဆိုတော့လာမယ့် game week 16ကလည်းစနေနေ့ညပိုင်းချိန်ပေါ့เนาะဒီ deadline อ่ะဆိုတော့အခုဒီအားလုံးကတော့ transfer တတိတွေဖြစ်နေကြပြီပေါ့เนาะဆိုတော့အပေါ်ဆုံးက transfer ပဲပေါ့ဆိုတော့ transfer တွေ5ခုစီအကုန်လုံးရနေကြပြီထင်ပါတယ်เนาะဆိုတော့တချို့ rider တွေလည်းမအောင်နိုင်တော့ရရတယ်သုံးပလိုက်ပေါ့เนาะအခုဒီနေ့ပြော podcast ပြောနေတဲ့အချိန်မှာတော့အခုတို့ Champion League ပွဲရှိတယ်ဥပမာဒီနေ့ညဆိုရင် Real တို့ Man City တို့တကယ်ပွဲကောင်းတွေကြံသေးတယ်ပေါ့နော်ဆိုတော့တချို့တွေလည်း transfer မလုပ်သေးဘူးပေါ့နော် Okay ပါဒါနဲ့တူနောက် Afcon ပွဲတွေကလည်းဒီ16 70လောက်ဆိုတချို့လည်း70သွားမယ်ပေါ့နော်ဆိုတော့ Afcon player နဲ့ပတ်သက်ပြီးတော့လည်းအကူတို့ဒီ page တွေမှာတင်ပေးထားတယ်ပေါ့နော် Okay ပါဆိုတော့ transfer တွေလည်းလက်ထဲမှာရှိနေပြီဆိုတော့ဘယ် feature တွေကို target ထားပြီးတော့ဘယ်လိုမျိုး16သွားလို့ရမလဲဆိုတာကိုတို့တစ်ချက်ကြည့်လိုက်မယ်နော်ဆိုတော့ဒီမှာဒီ feature ခေါ်လိုက်တယ်ပေါ့နော်ဆို game week 16အတွက်ပေါ့ဒီတဲ့ဒီ game week 16အတွက်ဘယ် feature တွေဒီကတော့ feature လိုက်သူဟိုဟာနဲ့ဟိုနော်ကိုရနိုင်တဲ့ feature တွေစီထားတာပေါ့ဆိုတော့ဒီမှာဆိုရင်ကိုတို့ကဲဒီတစ်ပတ် feature အကြိုက်ဆုံး feature နှစ်ပွဲသုံးပွဲလောက်ဇီကုပြောပေးပါအောင်ဘယ်ဟာလေးစိတ်ကြိုက်တွေ့တယ်မသိ ဒီက picture ထဲမှာအာဆင်နယ်ကတော့အကြိုက်ဆုံးပေါ့နော်ဒါကတော့အကုန်လုံးလဲဟုတ်တယ်နော်ထင်တယ်အာဆင်နယ်တော့လေဟိုတခြားတင်းကြီးရယ်ဗျာဟိုဘယ်လိုပြောမလဲအချင်းနေမကောင်းလောက်တဲ့အပတ်မျိုးမှာအာဆင်နယ်ကအရင်ချောင်းနေတာဆိုတော့ဒါသူတို့တေချာပေါက်ဂိုးတွေလည်းများတင်တယ်အခွင့်အရေးကောင်းရင်လုံးဝယူတင်တယ်ပေါ့နော်အာဆင်နယ်ကအမှတ်နည်းနည်းလေးနဲ့ကျင်းမြောင်းလာပြီးဖိအားပေးခံနေရပြီဆိုတော့ဒီပတ်ကအာဆင်နယ်ကြိုက်တယ်ပေါ့နော်အာဆင်နယ်ဂိုးတွေလည်းများနိုင်တယ်ဟုတ်တယ်ဒီဘူးကလည်းနော်လုံးဝဟိုအခြေအနေကအဆိုးဆုံးဖြစ်နေတာပေါ့တပွဲမှဟိုမနိုင်ဘူးဖြစ်နေတာပေါ့ဒီဇယားမှလည်းအောက်ဆုံးပဲထင်ပါတယ်သူ့အနေထားဟုတ်တယ်အောက်ဆုံးမှာ2မှတ်ပဲရသေးရနော်တော်တော်လေးခြေနေဆိုးတယ်ဆိုတော့အာဆင်နယ်အမှတ်တည်တာမှရမှာပေါ့နော်ဆိုတော့ City နဲ့လည်း2မှတ်ပဲခွာတယ်နော်တော်တော်လေးတစ်မှတ်ကကျင်းလာပြီအောက်မှာ Villa ကလည်းဖိအားလိုက်ပြီးနေ3မှတ်နဲ့ဆိုတော့ဆိုတော့ဇီကူပြောလို့ပေါ့အာဆင်နယ် attacking တွေတော်တော်လေးဒီ return ရနိုင်တဲ့အပတ်လို့မြင်ပါတယ်โอเคပါဆိုတော့တခြားပွဲအနေနဲ့ရောဇီကုတခြားပွဲအနေနဲ့ကျွန်တော် Chelsea ကိုဒီဘက်မှာတော်လေးကြိုက်တယ်ပေါ့နော် Chelsea ကရလည်းမကောင်းဘူးပြောမှန်းပြောရင် foul နေလဲစုံနေကျွန်တော်တင် post လေးတော့တင်ထားခဲ့သေးရပေါ့နော်foul နေစုံနေရဆိုမဲ့ဒီပွဲကသူတို့အဲ့ foul နေမကောင်းတာဟိုရက်တန့်နိုင်ပုံပေါ့နော်အကောင်းဆုံးအပတ်ဖြစ်နေရပေါ့နော် Everton ကလည်း foul ကောင်းတယ်ဆိုမဲ့ဟိုတခြားတကယ်တမ်းကန်ကြည့်မယ်ဆိုရင်တော့ Chelsea ကတော့ဟို Chelsea ပဲလေဟိုဒူးစီးလောက်နဲ့တော့ပြီးမှထင်တယ်အဲ့လိုပွဲက Chelsea ကစားမလေး return ရလောက်တယ်ပေါ့နော်စမ်းချက်တို့ဘာလို့တော့ဟော့နေစမ်းချက်တို့ဒီနတ်တို့ကပေါ့နော် return လာနိုင်တယ်ဟုတ်တယ်နော်ဆိုတော့ Chelsea ကွင်းမှာဆိုတော့ Chelsea ကလည်းဇီကုပြောလို့နောက်ဆုံး3ပွဲကိုမနိုင်တာပါ2ပွဲရှုံး1ပွဲတည်ဖြစ် Everton ကတော့နည်းနည်းနောက်ဆုံး5ပွဲမှာ1ပွဲပဲရှုံးတာနည်း form တော့ကောင်းတယ်နော်ဒါပေမဲ့ Chelsea ကွင်းဆိုတော့လေဆိုတော့ Chelsea အနေနဲ့တော့ဒီပွဲအသာစီးကြွားနိုင်တယ်ပေါ့နော် Okay ပါဆိုတော့ဒီမှာ FPL option တွေလည်းဒီမှာရှိရဆို Okay ဆိုတော့ဇီကု2ပွဲပြီးတော့နည်းနည်းဒီ Sam တို့ကိုမေးကြည့်လိုက်အောင်မယ် Sam လောက်ပါအောင်ဒီဘက်ထဲမှာဘယ် feature တွေမျက်စိကျနေလဲဆိုတော့ transfer 5ခုတောင်ရှိရဆိုတော့အဲ့ပါချလို့ရမယ်ပေါ့အဲ့လိုတော့မှန်းတာပဲလေဟုတ်ကဲ့ကျွန်တော်ကဟိုWatson Villa ပေါ့Watson Villa okay Watson Villa ကဒီ attacking ဘိုင်းကတင်ကိုတွင်းနိုင်မယ်လို့ထင်တာပေါ့နော်အဓိက Watson မှာအိမ်ကွင်းဆိုပေမဲ့လေWatson ရဲ့အိမ်ကွင်း record ကိုပြန်ကြည့်တဲ့အခါကျတော့သူက Wolf ပြီးရင်စိုးဆုံးဖြစ်နေတာပေါ့နော် Wolf ပြီးရင်စိုးဆုံးဖြစ်နေတယ်form အရ Watson မှာတားရင်မစိုးသလိုထင်ရပေမဲ့လေအိမ်ကွင်း record ကြည့်လိုက်တဲ့အခါကျ9ပွဲမှာ9ပွဲထိရှုံးထားရပေါ့နော်18ဂိုးထိပေးထားရတယ်ဆိုတော့အဲ့ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကကျ Villa form အရန်ကောင်းတယ်လက်ရှိ Premier League မှာ form အကောင်းဆုံးလို့ပြောရမှာပေါ့နော်တောက်လျှောက်နိုင်နေတာဆိုတော့အဲ့ဒီအချက်ပေါ့နော်ဆိုတော့အဲ့ဒီအိမ်ကွင်းရလက်မကောင်းတဲ့ West Ham နဲ့
format ရန်ကောင်းနေတဲ့ villa တွေ့တဲ့အချိန်မှာကျွန်တော်တို့ဒါလက်တင်ပေါင်းတွင်းကိုများမယ်လို့ထင်တာပေါ့နော်ဒီလက်တင်လုံးကattacking ဘိုင်းကစားသမားတွေလည်းထမ်းရနိုင်မယ်လို့ထင်တယ် villa ကတော့ပိုတာမှာပေါ့နော် Roger ဟုတ် ဆို တယ်နော် Watkins ဆိုအုပ်စုတွေပေါ့သူတို့ကတော့return ပိုရနိုင်ချေရှိတာပေါ့ဒါပေမဲ့ West Ham ဘက်မှာလည်းရှုံးနိုင်တာထက်သူတို့ဘက်မှာလည်းဒီ Wilson တို့ Bowen တို့လိုမျိုးကစားသမားတွေရှိနေတဲ့ခါကျတော့ Paqueta တို့လိုကစားသမားတွေရှိနေတဲ့ခါကျတော့သူတို့ဘက်ကလည်းကိုရနိုင်ချေရှိတယ်ဆိုတော့အပွဲတော့West Ham နဲ့ Villa ပွဲတော့ကျွန်တော်ထင်ကိုများမယ်ထင်တယ်ဟုတ်တယ်နော်ဗီလာကလည်းတကယ်ကိုနော်ဘလို့မှော်ဆန်တာနော်နောက်ဆုံး10ပွဲမှာလည်း10ပွဲနိုင်တာတယ်ပေါ့နော်အခုနောက်ဆုံးဆို1 2 3 4 5 6 7ခုနှစ်ပွဲစလိုက်လည်းနိုင်တာတယ်ဘလို့ form တောက်လျှောက်ကြီးကောင်းလာပြီးတော့အဆင့်ဟိုမှာ3ရောက်ပြီးအာဆင်နယ်နဲ့3မှတ်กว่าကိုရောက်သွားတာပေါ့နော်ပြုံးဆိုပြီးတော့လေဆိုတော့ FPL option တွေလည်းကိုတို့ချို့လည်းဒီ Watkins တို့ Roger တို့ option တွေပြန်ခေါ်နေကြပြီပေါ့နော်နောက်တန်းမှာဆိုလည်း cash လိုမျိုးပေါ့ဆိုတော့ကောင်းပါတယ်ဒီပွဲလည်း attacking တွေရမှာပေါ့ Watson ကလည်းဟိုတနေ့ကဆော့တဲ့ဟာလေဟိုတနေ့ကဆော့တာကြည့်လိုက်တော့ဒီဘိုးဝမ်တို့ဘာလို့ကတော်တော် skill ကောင်းတယ်နော်ဘိုးဝမ်ကြည့်ရလေဟိုတနေ့ကကြည့်လိုက်တာဒီသူတို့ဘယ်သူနဲ့လဲဆိုတော့ဟိုက Brighton နဲ့ပွဲမှာနော်အဲ့ Brighton ကွင်းရော United ကွင်းမှာရောသူတို့အဝေးကွင်းမှာတကြီးရအောင်ဆော့ပါတယ်ပေါ့နော်ဆိုတော့ဒါဒီပွဲလဲဂိုးတွေများလောက်တယ်လို့ကိုတို့မှန်းတာโอเคနောက်တစ်ပွဲဆိုရင်ရောဆမ်စိတ်ကြိုက်ပွဲလေးနောက်တစ်ပွဲကကျွန်တော်ဟိုပေါ့ဟိုအရင်ပြောလိုက်မယ်ပေါ့မန်ယူနဲ့ဘုံမောက်ပေါ့နော်မန်ယူနဲ့ဘုံမောက်โอเคဗျာအဲ့ဒီပွဲလေးပြောချင်တယ်ဆိုတော့မန်ယူအသင်းကကျွန်တော်တို့ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာ Wolf ကိုဝေးပွဲမှာ 1-4 နဲ့နိုင်သွားတယ်ပေါ့နော်ပြီးနောက်တစ်ချက်ကဒီပွဲပြီးရင်ဘူမိုတို့အမတ်တို့ကAfcon သွားမယ်ပေါ့ Afcon သွားမယ်ခါကျတော့ဒီပွဲမှာတော့ဘယ်လိုပြောမလို့ကျွန်တော်ထင်တော့ပို့ပြီးတော့စူးစမ်းကြမလားပေါ့နော်မသွားခင်လေးမှာပို့ပြီးတော့စူးစမ်းကြမလားပေါ့ဘာလို့ဆိုဒီပွဲမှာဒီပွဲပြီးရင်မန်ယူနောက်ပွဲတွေမှာကဘူမိုနဲ့အမတ်မရှိပဲကစားမှာဆိုတော့ဒီပွဲမှာတော့ရလက်ကောင်းအောင်ကိုမြများတွင်းနိုင်အောင်လို့စူးစမ်းမလားပေါ့ပြီးတော့ဘုံမောက်ကသူ့ရဲ့ away win form မှာမကြိုက်ဘူးသူ့ရဲ့ away win form မှာလေဆိုးတယ်ပေါ့နော်အိမ်ကွင်းတော့မဆိုးပေမဲ့ away win ကတော့ဆိုးတယ်သူကaway win မှာ9ပွဲကစား19ဂိုးပေးထားတယ်ပေါ့နော်19ဂိုးပေးထားဆိုတာတော်တော်များတဲ့ပမာဏတော်တော်များဟုတ်တယ်အဲ့ဒါလေးရှိတယ်ဆိုတော့ Man U ဘက်ကလည်းခန်းစစ်ကလည်းအရင်မကောင်းဘူးလို့ပြောမှာပေါ့နော်ဥပမာ Wolf ကိုပေးထားရတဲ့အနေအထားရှိတော့လေMan U ရဲ့ defense ကလည်းဘုံမောက်ကိုပေးရနိုင်ချေရှိတယ်ဒါပေမဲ့ Man U ကလည်းဘုံမောက်ကိုရလာပိုင်းလဲတာဖို့ရှိတယ်ပေါ့နော်ဆိုတော့နှစ်တင်းလုံးကကစားသမားတွေ attacking return မျှော်လို့ရမယ်လို့ထင်တယ်ဥပမာ Semenyo တို့အုပ်စုတွေကျွန်တော် Evanescence တို့เนาะအဲ့လိုနှစ်ဖက်အတင်းကတိုက်စစ်ကစားသမားတွေ return ရပြန်လန်တွင်းကိုတွေနဲ့ကြည်ရတာတိုက်စစ်ပိုင်းကreturn တွေကြည်ရမယ်ပွဲလို့ထင်ပါတယ်ဒုတိယပွဲဟုတ်တယ်နော်ဟုတ်တယ်ဘောမောက်ကလည်းတော်တော်ပေးကိုတွေပေးတာ United ကလည်းနောက်ဆုံး5ပွဲမှာပွဲတိုင်းကိုပေးရတယ်ဘောမောက်ကလည်းဂိုးတွေတောက်လျှောက်ပေးနေရပါတော့ဆိုတော့ဒီနှစ်သင်းတွေ့တဲ့ပွဲမှာတော့โอเคဂိုးတွေများနိုင်တယ်ပေါ့နော်โอเคပါနှစ်ပွဲစီရွေးပြီးပြီဆိုတော့ကဲကျွန်တော်တို့ Candris ကိုနည်းနည်းလောက် interview ပါမယ် Candris ရွေးပေးပါဦး Game Week 16 transfer တွေလက်ထဲမှာပွဲဂိုးမိုးရွာမဲ့ပွဲရွေးပါအောင်လက်ထဲမှာ transfer တွေတပွေးတစ်ပိုက်ကြီးနဲ့ကျွန်တော်ကတပွေးတစ်ပိုက်မဟုတ်ဘူးကျွန်တော်ကလဲပြီးသွားပြီလဲပြီလားမြန်လိုက်တာဟုတ်တယ်ကျွန်တော်ဘာဘသူလဲရင်ကောင်းရှောက်တာတင်းတာကျွန်တော်ကတကယ်လဲပြီးသွားပြီလဲပြီပါโอเคနားရီရနေတာဟုတ်လားလုတ်ပါအောင်ဒီတစ်ပတ်ကကိုအများဆုံးဆရာတွေကတော့နှစ်ပွဲယူရတာဆိုတော့ Candris စိတ်ကြိုက်လေးလုတ်ပါအောင်ဘယ်ပွဲကြံဒီဘက်ကကိုအများဆုံးဖြစ်မဲ့ပွဲကတော့ Bradford နဲ့ Leeds United ပွဲဖြစ်ပါတယ်ဒါအနေ Bradford နိုင်မယ် Bradford နိုင်မယ်ဂိုးများမယ်ဟာသူက screen နဲ့လာမှာဗျာ Leeds United ကလည်းဂိုးပြန်သွင်းမယ်အဲ့တော့သွင်းရကောင်းလားဆိုပြီး Bradford ကလည်းဂိုးပြန်ပြီးလိုက်သွင်းမယ်Leeds United ကလည်းထပ်သွင်းမယ် Bradford ကလည်းဂိုးတွေထပ်ပြီးသွင်းမယ်အဲ့ဒါနဲ့3-2လို့4-2လို့ဖြစ်သွားနိုင်တယ်ဆိုတော့အိုက်ဂိုတီယာကိုက differential captain တောင်ဖြစ်နိုင်တယ်ပေါ့နော်တီယာကိုလည်းကိုသွင်းနိုင်တယ်script တဲ့အဲ့မှာလေသူတို့တွေ့ဘူးတဲ့ပွဲမှာLeeds United Premier League မှာရှိစဉ်တော့5-2တပွဲရှိဘူးလေအဲ့တုန်းကတူနီက hat-trick ရပါလားတူနီနေရာမှာအီဂေါတီယာကိုကြီးများဖြစ်သွားမလားပေါ့အဲ့လို six sense တွေရနေရမဲအဲ့လို3-2တွေပါဖြစ်နိုင်တယ်ပေါ့နော်ဂိုးကနော်ခန်းစစ်ကပြဲလန်နေနှစ်သိန်းလုံးကလေအလူကြီးတွေပေးတယ်တဲ့မလားခန်းစစ်ဆိုလို့ရှိရင်နီရဲတွတ်နေတာပဲ
Brentford 24ကိုပေးထားတယ် Leeds United ကလည်းပဲအားကြမကန်29ကိုပေးထားတယ်သူတို့ရဲ့အချိန်မှာသူတို့တိုက်စစ်ကလည်းကောင်းတယ် Igor Thiago လားအုတ်တရလားသူတို့ကအဲ့လိုနေရာဆုံးကနေကိုသွင်းနိုင်တဲ့ကစားသမားတွေရှိနေတယ်ဆိုတော့အဲ့လိုကိုကြည့်ချင်းအဲ့ပွဲကြည့်တင်တယ်လို့ ဒီပွဲကတော့ဟုတ်တယ်နော်ဒီမှန်မယ်ဟုတ်တယ်ကိုတွေကို Brentford ကနောက်ဆုံး5ပွဲလုံးကိုပေးထားတယ် Leeds ကလည်းနောက်ဆုံး5ပွဲလုံးပေးတာမှသူတို့ကတကူတည်းတော့မဟုတ်ဘူး2ကူတွေပါပေးပြတာဆိုတော့တကယ်ဒီပွဲကတော့တကယ်ပေါ့နော်သူတို့လည်းသွင်းတယ်နော် Leeds United ကသူတို့လည်းသွင်းတယ်နော် Liverpool ကိုလိုက်သွင်းတာကြီးဆိုကြောက်စရာကြီးနော် Leeds ကဟုတ်တယ် Leeds ကCity ကိုတော့နော် City ကိုကတ်ရှုံးတာ 3-2 နဲ့ Chelsea ကိုနိုင်တယ် Liverpool ကိုတည် Liverpool လည်းလိုက်သွင်းတာနော်ဆိုတော့အဲ့လိုပေါ့သူတို့ကနော်နောက်ဆုံး4-5ပွဲမှာဒီပွဲအချောင်ဆုံးဖြစ်နေတာနော်အဲ့လိုတော့ဖြစ်နေအေးဘောဟိုမှာ Chelsea တွေ Liverpool တွေ City တွေ Villa လည်းရှိသေးတယ်ရှေ့မှာ Villa ကိုရှုံးသွား Forest ဆိုတော့script ရလို့ဟုတ်တယ်မလားThiago လည်းသွင်းမယ် Rodon တို့ဟိုဟာ TCP တွေယူမယ်ဒါမျိုးလာပေါ့နော်လီယိုနယ်ကကြာ FB ရဲ့အတွက်ကကြာနည်းနည်းခေါင်းစားတယ်သူကလေလက်နက်ကစုံနေတာတဲ့လားကိုကတိတ်ဟိုနေရာစုံစားသမားတွေကတွင်းနေတာဆိုတော့လေအဲ့လိုဒီဂမ်မန်ဆန်တို့ Rodon တို့ကစားလို့ရှေ့ကကမ်ဘတ်လာဝင်းတို့အထိအလဲကဒီ Anton Stage တို့အထိပေါ့နော်အကုန်လုံးကကိုးသွင်းနိုင်တယ်ဒီ CL တို့တနခါးတွေပါရှိတယ်နော်ရှိတယ်တနခါလာဟိုလီဗာပူးနဲ့အသေးခွဲသလိုမျိုးပေါ့နော်တရေကိုကြီးသွင်းသွားတာပါပြီးရင်သူတို့ကမှန်းလို့မရဘူးဗျာ bonus point ကျင့်ရင်လည်းဒီနောက်တန်းက Stewart တို့ပါတော့ဘီဂျောတို့က bonus point မှာဦးဆောင်နေကျွန်တော်လည်းတိတ်နားမလဲဘူးပေါ့နော်ဒါပေမဲ့အဲ့လိုသူတို့ပွဲကိုကြည့်တိုင်းထူကြတာတော့ဟိုနာမည်လေးတွေကမထက်ဘူးဆိုတာကိုမြင်နေတယ်လိနဲ့တဲ့ကစားသမားတော့ရွေးမဲ့ဆိုရင်တယောက်တည်းပြောဖို့ခက်တယ်ပေါ့နော်ဒီကာဗယ်လီကတော့ကိုချိန်မှာတော်လေးဟော့နေတယ်ပေးရတဲ့စီလဲတန်လို့ဆိုတော့ okay ဆိုတော့ဒီပွဲကတော့ဒီကန်ဒရစ်စိတ်ကြိုက်တွေကကိုးများနိုင်တဲ့ပွဲပေါ့နော် return တွေ attacking return တွေရတယ်နောက်တစ်ပွဲဆိုရင်ရောကန်ဒရစ်အနေနဲ့ပဲပွဲကိုမြင်သေးလဲဟုတ်ဒါတော့တိုက်စစ်ကောင်းတဲ့နှစ်သင်းတီးတန့်ရွေးလိုက်တာပေါ့နော်နောက်နှစ်သင်းကကြတော့အရင်ရုံးကန်နေရလို့လည်းပြောလို့မရဘူးတသင်းကတော့ရုံးကန်နေရတယ်ပေါ့နော်ဒါပေမဲ့လို့တွေ့တဲ့ပွဲတိုင်းမှာဂိုးအများနဲ့ပြီးရအောင်မြင်ရတယ်3-2တွေ2-3တွေအဲ့လို2-1အဲ့လို3-9ကစပြီးကြည့်ရတယ်နှစ်သင်းရဲ့ပွဲပေါ့နော်အဲ့ပွဲကတော့လီဗာပူးပွဲလီဗာပူးနဲ့ Brighton နဲ့ဟုတ်တယ်နော်ဟုတ်တယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့အတွက်နင့်နာတာတော့လီဗာပူးကစားသမားကပ်ပူထင်ရရနေတယ်ဒါကြီးကကျွန်တော် FP ရဲ့ဂျာကြီးတွေအတွက်လုံးဝဟုတ်တယ်အာယုံနောက်စရာကြီးဗျာကျွန်တော်အတွက်ဆိုလို့ရှိရင်ဒါလုံးဝဟိုတော်ဆိုးတယ်ဗျာတိလားဟိုဘာနဲ့တူလဲဆိုမွေးနေ့ကိတ်တက်လာကြီးလုပ်ပြီးထောင်သွားတယ်ဗျာအဲ့ဒါဘောလုံးနဲ့တေးကျုံးလိုက်သလိုပဲဗျာတိလားဘာဆက်လုံးဝမသိတော့ဘူးဖြစ်တယ်ပေါ့နော်ဟုတ်တယ်ဂပ်ပူတဲတာဗျာကျွန်တော်ကဘန်ဘူးသုံးမဲ့ဘက်အတွက်ဂပ်ပူလေးကိုတဲပြီးတော့လီဗာပူးကစားသမားလေးရမ်းမယ်ဆိုတဲ့အချိန်မှာသူကဗျာပြီးတော့သိရမလားနောက်တစ်ပတ် training ပြန်ဆင်းပါမယ်အဲ့လိုလဲသူကပြောတာမဟုတ်ဘူးဗျာဘယ်ချိန်ပြန်လာမယ်ဆိုတာမသိဘူး a few weeks နားမယ်ဒဏ်ရာအပျော်စားရတယ်ဆိုတော့ဟိုမသိမချာကြီးပြောပြီးတော့0ဖြစ်သွားတော့ထုတ်ရတော့မယ်ပုံစံကြီးကိုဖြစ်သွားတယ်ပေါ့နော်သူ့အစားထိုးမယ်ဆိုလဲဘယ်သူနဲ့ထိုးရမလဲဆိုတော့အဖြေကကျွန်တော်မှမရှိသေးဘူး super slime စားထိုးမယ်ဆိုတော့လေဟိုဘာက4ကက်ရှိနေတယ်ဒါပေမဲ့အစားထိုးလို့တော့ကောင်းတယ်ပေါ့နော်ဘယ်တည်းလဲကန်သွားတယ်ဆိုတော့ပြောရင်တော့လီဗာပူးက900နိုင်တယ် Brighton ကိုလည်း900အောင်သွင်းနိုင်တာပဲဒါပေမဲ့ Brighton ကလည်းလီဗာပူးခံစစ်ကိုသွင်းပါပဲဟုတ်တယ်နော်ဆိုတော့လီဗာပူးချန်ပီယံဖြစ်ပြီးချိန်မှာတော့သွင်းခဲ့တာပဲဆိုတော့ဒီပွဲ9များနိုင်တာပေါ့ဟုတ်တယ်ဆိုတော့တွေ့တဲ့ပွဲတွေမှာလည်းကိုးရီးယားထောက်လျှောက်သွင်းတယ်ဆိုတော့ဒီပွဲဆာလာသွားပြီလားမသိနော်ဒီပွဲကိုနောက်တော့သိကြဘူးပေါ့နော်သူတို့အသင်းကြမှာမသွားသေးရင်လည်းအခုကအခြေအနေရလည်းသိရမလားဒီနီးပြနဲ့ဆာလာနဲ့ကြာအနေထားတွေပေါ့နော်အဲ့ဒါလေးတော်တော်လေးခရိုက်တယ်နော်ဆိုတော့ကစားဒီ dressing room တို့ဘာတို့မှလည်းနော်ဒီနည်းနည်းတော့တော်တော်လေးတော့ဟိုစိတ်ပိုင်းဆိုင်ရာနဲ့ဂျုံးကန်ရတဲ့သဘောပေါ့နော်ဆိုတော့ဆာလာအနေနဲ့ရောဒီလီဗာပူးတစ်သင်းလုံးအနေနဲ့ပေါ့သူတို့ရှုံးတော့မရှုံးလီဗာပူးကနောက်ဆုံး5ပွဲမှာဟိုတပွဲပဲရှုံးတာပေါ့နော်ဒီ PSV အိမ်ကွင်းမှာရှုံးပြီကျန်တာကတော့သူကလီကိုတည်ရကြတယ်မနေ့ကအင်တာကိုနိုင်သွားတယ်လေအဝေးကွင်းမှာ1-0နဲ့ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေတော့လည်းရှိတာပေါ့ဆိုတော့ဟုတ်တယ်နော်အဲ့ဒါကြောင့် transfer တွေကရှိထားပြီးတော့နော်ကိုတို့ဒီဟိုပါပါလဲဟို press conference တွေပြီးတဲ့အခါကျရင်တော့ injury news ဆို transfer တွေတော့ post တွေလည်းတင်အောင်ပါပေါ့ okay ဆိုတော့ဒီပွဲတွေပြီးပြီဆိုတော့နေအောင်ချက်ကြည့်လာမယ်ဆိုတော့ Arsenal ပွဲ okay ဆိုတော့ဒီကိုတို့ရွေးထားတဲ့ပွဲတွေနဲ့လက်ရှိ market all လေးနဲ့ချိန်ကြည့်မယ်ဆိုရင်ဂိုးများတော့ရနိုင် Arsenal ပွဲကိုတို့ပြောပြီးပြီဂိုးများနိုင်တယ်နောက် Liverpool ပွဲဂိုးများနိုင်တယ် United ပွဲပြောပြီးပြီဂိုးများနိုင်တယ် Man City ပွဲMan City ပွဲတော့မပြောရသေးဘူးเนาะ Man City Chelsea တော့Chelsea ပြောတာတယ်ဆိုတော့ Man City ပွဲမပြောရသေးဘူး City Crystal ပွဲလေဒီပွဲကောင်းတယ်เนาะဒီပွဲနည်းနည်းဟိုဟာဖြစ်တယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒီ
ပြောရမယ် Man City ကလေဒီနေ့ညတော့ Real နဲ့ကန်ပါဆိုတော့ဘယ်လိုချိန်နေလာမလဲမသိဘူးเนาะဒါပေမဲ့တော်တော်လေးကို Real ကွင်းမှာပေါ့เนาะတော်တော်လေးတော့ကြီးတော်ပြင်းနေတာပေါ့เนาะ Okay ဆိုတော့ City Crystal Palace ပွဲနဲ့ပတ်သက်ပြီးတော့ဇီကုဒီပွဲလေးဘယ်လိုမြင်လဲမသိဘူးပွဲတော့ကောင်းတယ်เนาะ Crystal Palace ကွင်းမှာဒါဒီတစ်ပတ်ရဲ့ပွဲကောင်းနေတဲ့တစ်ပွဲပဲ ဟုတ်တယ်အပွဲကကောင်းတယ်တော်လေးကြည့်ကောင်းမယ်ပွဲပေါ့နော်ဘယ်လိုပြောရမလဲတစ်ဖက်ကခံစစ်အရန်ကောင်းတဲ့အတင်းနဲ့တစ်ဖက်ကအရန်တိုက်မဲ့တင်ပေါ့နော်ဒီဖိုရန်တို့ဒေါကူတို့ဟာလန်တို့ချာကီတို့တိုက်နဲ့တိုက်မဲ့ပွဲဆိုကျွန်တော်ဒီပွဲမှာအဲ့လိုစပယ်လေးကရလက်ပိုကောင်းနိုင်တဲ့ဘက်ကိုမြင်နေရပေါ့နော်ရိမ့်နေတယ်ဟိုဂိုးတွေကတော့အဲ့လောက်ထိအရင်များမယ်လို့တော့မထင်ဘူးပေါ့နော်ဘယ်လိုပြောမလဲ1-1အဲ့လိုမျိုး1-2ပေါ့အဲ့လောက်ပဲမြင်နေပေါ့နော်ဘဲလေးနိုင်တော့မျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဟိုဘဲလေးကအရင်နှစ်ကဘဲလေးထက်ကိုကြစ်လာရပေါ့နော်ဒီ FA Final တို့ပါတော့မှာစပြီးတော့အဲ့လိုပုံစံမြင်နေရတောက်လျှောက် consistent ဖြစ်တယ်ပေါ့နော်City မလွယ်လားဟုတ်တယ်နော်ဆိုတော့ပွဲလည်းတော်တော်ပန်းပါနော် City ဆိုဒီနေ့ညဆိုတော့ကြာသာပတေးနေ့မနက်ကြီးကို Champions League ကန်ပြီးရင်ဒီပွဲကဟိုဟာ Saturday Sunday ထင်တယ်ဆိုတော့ Sunday ပေါ့Sunday မှာပြန်ကန်ပါဆိုတော့ပွဲပန်းတာပေါ့နော် Okay ပါ thank you ပါဇီကုဆိုတော့ဆန်ရောဒီထဲမှာ feature နဲ့ပတ်သက်ပြီးတော့ဘယ်ပွဲပြောချင်သေးလဲမသိဘူးကြံအောင်လည်းမသိဘူးတော်တော်လေးတော့6ပွဲလောက်တော့အခုလိုပတ်သက်ပြီးဆိုရင်တော့တော်တော်လေးကျွန်တော်တို့စုံတလောက်တော့စုံသွားနော်ရှိပြီထင်ပါတယ်ကျွန်တော်ပွဲတွေကတော့နည်းနည်းဟိုနဲမဲ့ပွဲတွေများဖြစ်မလားပေါ့နော်ဆန်ဒါလန်နျူကာဆယ်လို့ဆိုရင်ဒါဟိုနဲနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့တစ်စစ်ပိုင်းကပြောနဲမဲ့ထင်ပါတယ်နော်ဆိုတော့တိုက်စစ်ပိုင်းတော့ဒါပဲဆိုတော့ကိုတို့ဟို defense တွေဘာတွေကတော့ player နဲ့ပဲတစ်ချက်ကြည့်လိုက်မယ်လေနော်ဆိုတော့ okay ပါဆိုတော့တိုက်စစ်ကခုနပြောပြီး Man City နောက် Chelsea ပေါ့နော်ဆိုတော့ Arsenal Liverpool Man U Chelsea Villa ပေါ့ Man City Chelsea Villa ပေါ့ဒါကိုရနိုင်တဲ့ဟာတွေပေါ့နော်ကိုနည်းနည်းလေးပို့ရဆိုတော့ clean sheet odd အရဆိုရင်တော့ defense ထဲမှာတော့ထိတ်ဆုံးက clean sheet ရဖို့ chance အများဆုံးကတော့ Arsenal ပေါ့နော်ပြီးရင်သူတို့ပြောတာ Chelsea ရှိမယ်သူတို့ပြီးလို့ရှိရင် Fulham Brentford Newcastle Villa ပေါ့အတီးတီးပေါ့နော် Okay ကိုတို့ Opta stat လေးချက်ကြည့်လိုက်အောင်နော်ဆိုတော့အသင်းအနေနဲ့လက်ရှိဘယ်လိုတွေ perform ဖြစ်နေလဲပေါ့နော်ဆိုတော့ step type ကိုချက်ကြည့်လိုက်မယ်ဆိုတော့ခဏလေးဒီမှာ play team နဲ့ကြည့်မယ် team နဲ့ကြည့်လိုက်မယ် team ကိုနည်းနည်းလေးတိုက်စစ်ပါညာတိုက်စစ်အကောင်းဆုံး Okay City 35ကိုသွင်းထားတယ် Arsenal 28ကို United 26ကို United သွင်းတယ်နော် Spa Chelsea Brighton ဒါဂိုးတွေအများဆုံးသွင်းထားတာဆိုတော့ clean sheet ကိုကြည့်လိုက်မယ်ဆိုတော့ clean sheet အများဆုံးကတော့ Arsenal ဆိုတော့ Chelsea Crystal Palace Chelsea တို့ Crystal Palace ဆိုတာเนาะဒီမှာ City တစ်ထောင်တာသေးတယ် clean sheet ကဆိုတော့ okay ဆိုတော့ဒီ data တွေကိုကြည့်ရင်လည်းဒီနားထောင်ကြတဲ့ brother တွေကဒီ transfer တွေလုပ်တဲ့အခါမှာဥပမာဂိုးသမားခေါ်မယ် CSUB ခေါ်မလားပေါ့เนาะဆိုတော့ဘယ်သူ့ကိုရွေးပြီးခေါ်မလဲခုနလိုဂိုးတိုက်စစ်ခေါ်မယ်ဆိုရင်ဂိုးကိုကြည့်လို့ရမယ်နောက်ဂိုး consider လေးတစ်ချက်ကြည့်လိုက်အောင်မယ်ပေးကိုအများဆုံး okay Wolf Burnley Leeds West Ham Forest ပေါ့နော်ဆိုတော့ဒီသင်းတွေနဲ့တွေ့မဲ့ရှေ့တန်းတွေကိုပို့ခေါ်မလားပေါ့ဆိုတော့ဒါမျိုးလေးပေါ့နော်ဆိုတော့ပေးကိုအနည်းဆုံးလဲခုန clean sheet လိုပါပဲ Arsenal Crystal Palace okay ဆိုတော့ဒါကတော့ team တွေနဲ့ပတ်သက်တဲ့ဒီ data တွေပေါ့နော်အခုတို့အဲ့ဒါဆိုရင်ဒီ attacking player တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီတစ်ပတ်အတွက်နည်းနည်းလေးကိုဟွာလေးပြန်လောက်လာအောင်မယ် outer step ပြန်ခေါ်လာအောင်မယ် okay ဆိုတော့ player တွေနဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ် attacking အကြိုက်ဆုံး player တွေတစ်ချက်ရွေးကြည့်လိုက်မယ်နော်ဆိုတော့ okay ဒီဘက်တော့ attacking စိတ်ကြိုက်ဖြစ်နေတဲ့ player ဆမ်ပဲရွေးပြပါအောင်ဆမ်ဘယ်သူတွေမျက်စိကျနေလဲဒီဘက်ကျွန်တော်အရင်ဆုံးပြရမယ်ဆိုရင်တော့Igor Thiago ပေါ့okay ဗျာ Igor Thiago ဆိုတော့အခုကိုတစ်ချက်ခေါ်ပြနော်ဟာလန်ပြီဟာ17ဂိုးနော်10ဂိုးထပ်သွင်းဟာလန်ပြီသူပဲသူကဟိုဘာလို့ခုနဒီ podcast မစခင်မှာဟိုဒီ Twitter ပေါ့နော် X ကနေ note လေးတစ်ခုတက်လာတွေ့တယ်ဟိုဘာတူလဲ Harry လားဘာတူလဲမသိဘူးပြင်တာပေါ့နော်ဒီ Thiago ကဂိုးသူနောက်ဆုံးဂိုးသွင်းတဲ့ချိန်ကနေစပြီးတော့အခုချိန်ဒီကြားထဲမှာဂိုးမသွင်းမဲ့နဲ့ပေါ့နော်ဈေးက 0.40 တက်ပြီးသွားပြီဆိုပြီးတော့
တွေ့လိုက်တယ်ပေါ့နော်သူဆို7 million ဖြစ်သွားပြီပေါ့သူအဲ့ဆိုသူgoal နောက်ဆုံးသွင်းခဲ့တာ 6.6 လောက်မှဖြစ်မဲ့ထင်တယ်အဲ့နောက်ပိုင်းမှာသူ goal မသွင်းမဲ့နဲ့ဒီဟိုတက်လာတယ်ပေါ့ဈေးတက်လာတယ်ပေါ့နော်ဒါပေမဲ့အခုဒီ game week မှာကြည့်မယ်ဆိုရင်တော့ list နဲ့တွေ့မှာဆိုတော့လေ list ကအဝေးကွင်း move ပြီးရင်အဝေးကွင်းအညံ့ဆုံးလို့ပြောရမှာပေါ့နော်6ပွဲထိရှုံးထားတယ်ကိုလည်းအများကြီးပေးထားတယ်ပြီးတော့တစ်ဖက်မှာဒီယာကိုကဟာလန်ပြီးရင်ဒုတိယတွင်ကိုအများဆုံးပေါ့နော်ပနယ်တီလည်းကန်ရသူဟိုပနယ်တီဒါအကုန်ဝင်ဒါ12ခုလားမသိဖြစ်မဲ့တင်တယ် ဖြစ်မှာပေါ့ဟုတ်တယ်တလုံးလွဲသွားလို့ဟုတ်တယ် မဝင်လိုက်ဘူးအဲ့ဆိုတော့အဲ့လိုဖြစ်တဲ့ခါကျဒီပွဲမှာခုနဒီဆရာဆိုရဲဆိုပြောတယ်လို့ပေါ့နော် differential gap မယ်ဆိုရင်တော့မှစဉ်းစားလို့ရတဲ့အနေအထားမျိုးပေါ့ဒါပေမဲ့ဟို gap ရဲရင်ပေါ့နော်ဒါပေမဲ့လည်းဟိုအများဖြင့်တော့ဟာလန်မဲ့ gap ကြမယ်နဲ့တူပါတယ်တီယာကိုကတော့ဒီတစ်ပတ်အတွက်ဆိုရင်တစ်ပတ်ဒီ game week 16အတွက်ပဲစဉ်းစားမယ်တိုက်စစ်တယောက်ခေါ်ချင်တယ်ဆိုရင်ဒါ forward မှာတော့ဒါနံပါတ်1တီယာကိုကတော့စဉ်းစားတင်ဆုံးပေါ့နော်ဟုတ်တယ်နော်ဆိုတော့ဒီယာကိုပေါ့သူကနောက်ပိုင်း feature တွေတော့နည်းနည်းလေးတော့ကြက်နေတာပေါ့နော်ဒီအခုကြည့်လိုက် Chelsea တို့ဘာလို့လဲတွေ့ဖို့ရှိရတယ်အဲ့လိုလေနည်းနည်းသူကဒါမဲ့ဒီဘက်တည်းသူလောင်းတန်းလဲခေါ်လို့လဲဟိုတော့ဖြစ်ပါတယ်ကောင်းပါတယ်အခုကနေ feature difficult okay ဆိုတော့ဒီယာကိုပြီးတော့နောက်တယောက်အနေနဲ့ဆိုရင်ရောနောက်တယောက်အနေနဲ့ဆိုရင်တော့ဒီကွင်းလေကဆာကာပေါ့ကာယိုဆာကာဆာကာ okay ကြိုက်တယ်ပေါ့ဆာကာကြတော့ဆာကာကျတော့ကျွန်တော် wolf နဲ့တွေ့မှာဆိုတော့လေ wolf နဲ့တွေ့မှာဆိုတော့ wolf ကိုအင်္ဂလိပ်မှာကန်ရမယ်အာဆင်နယ်ကအရင်လိုမျိုးဒီအနဂိုကလေးပါပဲအာဆင်နယ်ကဒီကစားသမားတယောက်တည်းကနေကိုသွင်းတာမျိုးတော့မဟုတ်ဘူးဒီမှာဆိုရင်ပို့ပြီးတော့ကိုသွင်းတဲ့သူတွေကပုံများလာမှအဇီးတို့ပါလာတယ်ဆိုတော့ခါကျတော့တိုက်စစ်ပိုင်းမှာကိုသွင်းနိုင်တဲ့သူကများတဲ့ခါကျတော့ဒီဆာကာရဲ့တိုက်စစ်ဒီခေါ်မှာပါဝင်ပတ်သက်တဲ့နှုံကကျလာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကသူဒီနှစ်မှာမတူဝကီတို့ရောက်လာတဲ့အခါကျတော့သူပွဲချိန်ကြီးပွဲကျက်တာနဲ့ကစားသမားအရန်ကစားသမားတွေလည်းရှိလာတယ်ဆိုတော့ပွဲချိန်ကြီးဆော့ဖို့တော့ခက်တာပေါ့ဒါပေမဲ့ဘောဖောအင်ကွဲမှာကန်ရမယ်ပွဲလိုမျိုးမှာကျတော့ဒါဆာကာကတော့ဒါကပတိန်ပေးဖို့မဟုတ်ရင်တော့မှအတင်းမှာတော့ return တော့တခုခုရနိုင်မယ်လို့ထင်တာပေါ့နော်ဆိုတော့ပြီးတော့ penalty တိတ်ခါလည်းဖြစ်တယ်လေတဘောကအကိ penalty များရလာခဲ့တဲ့ရှိတော့လည်းတွဲနိုင်တာပေါ့ penalty မရလဲ assist လေးတွေပါတယ်မျောလို့ရတယ် clean sheet point လေးတွေများရမလားပေါ့နော်ဒါဆာကာတော့ကြိုက်ပါတယ်ဒုတိယတယောက်โอเคเนาะဆိုတော့ဆာကာပြီးတော့ဒီစက်အောင်မေးဦးမယ်ဒီအာကြီးရှည်တန်းကကြတော့လက်ရှိ injury နဲ့နောက် defense တင်းတွေဘာတွေရောဘာတွေထူးကြသေးလဲမသိဘူး defense ဆိုရှည်တန်းတို့လေ defense တင်းကတော့ပုံမှန်ကျွန်တော်တို့အရင်တိုင်းမှာပဲ Gabriel နဲ့ Saliba နာနေတော့မဲ့ Mosquera လည်းနာနေတော့မယ်เนาะဝင်းလိုက်မှာတော့ Rice ကဒီနေ့ Champion League မှာလိုက်သွားအောင်ပေါ့နော်ဒီဖြားနေတယ်ဆိုတော့လိုက်သွားအောင်ဟုတ်တယ်เนาะလက်စပိုင်းကကြာတော့ဒီJokers ကတော့ပြန်အောင်ဒီ Jesus ကလည်းဒီည Champion League လူစီနဲ့မှာပြန်ပါလေတယ်ဝဲထွက်ဖို့တော့မထွက်လောက်ဒီပါမယ်ကျင်းတော့ပါလာအရင်ကောင်းနေလာတယ်အဲ့ဒီလည်းရှိတဲ့ခါကျတော့ Trossard ကလည်း Champion League မှာမပါသေးစနေနေ့ကတော့ Job Press Conference တစ်ချက်ပြန်ဆောင်ကြည့်ရမှာပေါ့နော်နည်းနည်းเนาะတိုက်စစ်တွေတော့အဲ့လိုရှိမှာတိုက်စစ်ကိုခံစစ်ကိုနည်းနည်းနာတာတွေအဲ့လိုတိတ် fit မဖြစ်ကြသေးရတယ်တော့ရှိတာပေါ့โอเคပါဆိုတော့ဆာကာရဲ့တီယာကိုရဲ့ကဲနောက်တစ်ယောက်ဆိုရင်ရောဘသူဆာကာတီယာကိုရဲ့နောက်တစ်ယောက်ကကြတော့ကျွန်တော်တို့အကုန်လုံးဝိုင်းခေါ်နေကြတဲ့သူပဲပြောရမလားဒါကျွန်တော်ဖိုဒန်တော့မပြောတော့ဘူးထင်တယ်နော်ဆိုဖိုဒန်ကတော့တောက်လျှောက်ဖြစ်နေတောက်လျှောက်ဖောင်းကောင်းတယ်နော်ကျွန်တော်ဒီပွဲမှာဟိုလေအမ်ဘူမိုပေါ့လေသဘောကျတယ်ပေါ့ဒီတစ်ပတ်မှာအမ်ဘူမိုသဘောကျတယ်ဘုံမောက်ပေါ့နော်ခုနအရှိမပြောသလိုပဲဒီအဝေးပင်းညံ့နေဘုံမောက်ကိုအိမ်ဝဲမှာကန်ရမယ်အာဖရိကဒီ AFCON မတွားခင်ပေါ့နော် AFCON မတွားခင်မှာဒီနောက်ဆုံးဒီမန်ယူဒီ game system မှာနောက်ဆုံးကန်ရမယ်ပွဲမှာဘူမိုကreturn တခုခုများယူသွားနိုင်မလားပေါ့နော်အဲ့လိုလေးထင်ပါတယ်။ဒါဆိုသူအပြီးနောက်ဆုံးပွဲဖြစ်နေလေဒီတစ်ပတ် game system ရဲ့နောက်ဆုံးပွဲဆိုအင်္ဂါမနေ့ပေါ့နော်တနင်္လာညအင်္ဂါမနေ့မှာကန်မယ်ဆိုနောက်ဆုံးပွဲအထိရင်ခုန်လို့ရတာပေါ့နော်အမ်ဘူမိုသဘောကျပါဘူမိုပေါ့နော်ဒါပေမဲ့သူဒီပွဲဆော့ပြီးရင်တော့သွားမှာပေါ့နော်ဒီ AFCON ကသွားတော့မှာဆိုတော့ဒီပေါ့transfer နဲ့ခေါ်လာမဲ့ brother တွေတော့နည်းနည်းလေးတော့ကြည်ရမှာပေါ့နော်
ဆိုတော့အရန်မှာလိမ့်ရင်လည်းတိန်းတာပေါ့ဒါပေမဲ့ transfer တွေကတော့များပါတယ်9ခုလောက်ဆိုလေစံပါပြောဦးလားမသိဘူး လောလောဆယ်ဒီအခုမရှိသေးတဲ့သူကတော့ MMO ကောက်ခေါ်ဖို့တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အဲ့လိုတော့အချမ်းတော့မပေးဒါပေမဲ့ရှိပြီးသားသူတွေအနေနဲ့တော့ဒီတပွဲတော့စောင့်ကြည့်လိုက်တာတော့ဘာမှဟုတ်တယ်လေ ဆိုး နော် ကျိုးမရှိ ခေါ်ထားပြီးသားဆိုရင်တော့လေဒီဟိုကလှုပ်လိုက်လို့ရတာပေါ့ okay ပါဆန် thank you ပါ okay ဆိုတော့ဒီတစ်ပတ်အတွက် attacking player တွေဇီကုပြောပါအောင်အကြိုက်ဆုံး attacking player ဘယ်သူတွေရှိမလဲဒီတစ်ပတ်အတွက် return ရနိုင်မယ်ဟောနိုင်မယ် player ရွေးပေးပါအောင် ဒီဘက်အတွက်ဆံပြောရတဲ့စာကာရဲ့ဟိုဟာ တရားကိုရဲ့ ကျွန်တော်ကြိုက်တယ်ပေါ့နော်အစားတွေကအဲ့မြောက်စာကာကကျွန်တော်ဒီဘက်ကပတိန်အောင်ပေးဖို့စဉ်းစားနေရပေါ့နော်စဉ်းစားနေဆို okay ဗျာ အဲ့နှစ်ယောက်ကလည်းပြီးတော့တခြား2ယောက်လောက်တော့တွေ့ရပါတော့ဒီ လောက်ပါ ဘုံမောက်ကဖောင်လေးတိတ်မကောင်းဘူးပေါ့နော်နောက်တန်းဂိုးလေးတွေပေးရတယ်နောက်ဆုံး game week 15မှာတော့ clean sheet ရသွားတယ်ပေါ့နော်အဲ့ဒါလွယ်လို့ရှိရင်တော့ဘုံမောက်ကိုကျွန်တော်ကဂိုးရမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီကုညာလေးကိုတော့ကျွန်တော်ကြိုက်တယ်ဒီကုညာ game week 15မှာလည်း return တစ်ခုရတာပေါ့နော် assist လုပ်ထားရဲဆိုတော့ကုညာကိုရနိုင်တယ်ပေါ့နော်ဒီပွဲကပြီးတော့နောက်ကကြဘန်လီကအန်တိုနီပေါ့နော်အန်တိုနီလေးကိုကျွန်တော်ဒီဘက်ကိုတော်လေးကိုကြိုက်နေပေါ့နော်ဘာလို့လဲဆိုတော့ဘန်လီကဘာနဲ့ တေးကြီးတွေလောက်ကလွယ်လို့ ဘန်လီကဖူဟန်နဲ့ဖူဟန်နဲ့ဘန်လီကအတင်းကြီးကိုပဲကုန်းမရတာဗျာအိမ်ကွင်းမှာကျန်တဲ့အတင်းလေးဆိုလာထားဗျာဂိုးသွင်းမယ်ပေါ့နော်အဲ့လိုဖူဟန်ကဘာမို့လို့လဲပေါ့နော်အဲ့တော့ဖူဟန်ကိုဘန်လီဘက်ကနေပြီး2ဂိုးလောက်တော့ရမယ်လို့မှန်းလာတယ်အဲ့ဒီမှာဒီအန်တိုနီလေးကတော့ရှာသွားမယ်လို့ထင်တယ်ပေါ့နော်သူ return နေမရတာလဲအတော်လေးကိုကြာနေပေါ့နော်ဟို line နဲ့ထွက်ခင်ပေါ့နော်ဒီနောက်ဆုံးပွဲမှာကျတော့ line နဲ့အောက်ခံလာရဲဆိုဒါသူ့ကိုတော့နည်းနည်းလေးတော့ရင်ခုန်အောင်မှာပေါ့ဟုတ်တယ်နော်ခုနဇီကုပြောတဲ့ကိုညာဆိုရင်သူ differential အောင်ဒီတကယ် 10% အောင်ပဲလား 3.7 ownership ပဲရှိတယ်ဒီနေ့ရပါတော့ဆိုတော့အဲ့ဒါတွေအန်တိုနီတွေ okay ဆိုတော့ attacking ဒီဟာပဲပေါ့ဇီကုကနော်ဟုတ်တယ်ကိုတာပဲနော် okay ဗျာ okay ဆိုတော့ Kendrick attacking player တွေရွေးပေးပါအောင်ဒီတစ်ပတ်အတွက်ဟောနိုင်မဲ့ player ရွေးပါအောင်ဟုတ်ကဲ့သူ့ရဲ့ trend တွေကတော့ဒီဘက်ပြီးတစ်ဘက်ကတော့နည်းနည်းချင်းပြောင်းလဲတာရှိတာပေါ့နော်ပြောရရင်ဟို meta ဝင်နေတဲ့သူအဲ့လိုဖြစ်တာဟုတ်တယ် meta ဝင်နေတဲ့သူတွေကပဲရွေးမယ်ဆိုတော့ဒီလိုတွေဖြစ်နေမှာပါဆိုတော့ခြုံငုံပြီးကြည့်မယ်ဆိုတော့ဒီဘက်မှာခုနကဆရာကြီးပြောဖို့ကြံနေတယ်မှာဆိုရင်နော် Bruno Guimaraes ရှိမယ်ဒီ Foden တို့ပါလို့ပေါ့နော်လူတိုင်းဝိုင်းခေါ်တဲ့ Bruno Guimaraes ရှိမယ်ပေါ့ပြီးရင် Soboslai ရှိမယ်ပေါ့အဲ့လိုကစားသမားတွေရှိတယ်ပေါ့ဆိုပေမဲ့လို့အခုကကျွန်တော်အကြိုက်ကိုပြောပါဆိုရင်ကျွန်တော်ကြိုက်တဲ့သူပြောရမှာပေါ့နော်ဆိုတော့အဲ့ဒီကတယောက်ဒီတစ်ပတ်ကျော်1 week back နေတယ်လေခေါ်လို့ကောင်းတယ်ရေရှည်ဆိုတော့3-4ပွဲစာအတွက်ကိုလည်းခေါ်ရလို့ကောင်းမဲ့ကစားသမားဆိုရင်တော့ဒီဝေလာမင်းသားလေးတယောက်ကိုရွေးလိုက်မယ်ပေါ့နော်ဒီ Waves အသင်းရဲ့ကစားသမားဖူဟန်ရဲ့ကွင်းလယ်မှာကစားနေတဲ့ Harry Wilson ပေါ့သူ့ကိုရွေးလိုက်မယ်ဒီ Harry Wilson လေးကဆိုရင်တော့ဖြင့်သူကနိုင်ငံအသင်းကိုသွားပြီးတော့ဝေးအသင်းနဲ့အတူထောင်တက်စင်မှုနေရာမှာကစားပြီးမြောက်မက်ဆီဒိုနီးယားကို hat-trick သွင်းပြီးအခါသမယမှာပရီးမီးယားလိကိုပြန်လည်ရောက်ရှိလာတဲ့အချိန်ကစပြီးတော့မိကဲ့သို့လောက်လိုက်ပြီမသိဘူးပေါ့နော်ဂိုးပေါက်တွေပြန်သွင်းလာပြီးတိုင်းနဲ့အမှတ်တွေရှာပေးနေသွင်းနေပြီဟုတ်တယ်နော်ဝေးစင်အဲ့မှာပူဟန်ရဲ့ feature တွေကပြန်ကောင်းလာတဲ့အချိန်မှာတော့ဒါသူ့ကိုဒါလှည့်မကြည့်ပဲမနေနိုင်ကြတော့ဘူးမျက်စိကျလာတယ်သူ့ကိုကျွန်တော်ခါတိုင်း Joveri Hall တို့ Anderson တို့ထားတဲ့နေရာကန်စီဒိုတို့သိရမလားအဲ့လိုလေ5.56အဲ့လိုဝင်နေထားတဲ့နေရာမှာသူ့ကိုနေရာတနေရာပေးလို့ရလာပြီဆိုတာကိုသူတက်တည်ပြလာတယ်ပေါ့နော်ဟုတ်တယ်နော်ဆိုဝေးစင်မော့ဆိုတော့ဟုတ်ပါအခြားရောအတက်ကင်းကတော့အဲ့ဒါပဲတကယ်တော့အဲ့ဒါပဲပေါ့နော်အတက်ကင်းကဇီကူနဲ့ကျွန်တော်ပြောဦးတယ်ရာဦးရှိသေးတယ်ဗျဇီကူရာဦးကြောင့်မပြောဘူးလားဒီခေါက်မပြောရသေးဟုတ်တယ်သူကဖူခန်ကရာဦးပြောတင်တယ်ရာဦးကရွှေငန်းလေးဖြစ်လာမှာကြိုက်တယ်နော်ဟုတ်ဗျာကျွန်တော်ကဗျာဝီဆန်ပြောလိုက်ပြီဆိုတော့ဒီနှစ်ယောက်ကသဘောတဘာဝတူတယ်ဗျာဝီဆန်ကကွင်းလဲဆိုရင်ပဲတက်စစ်မှာဆိုတာသူ့ဈေးပေါ့နော်ဒီ5-6ဝင်းကျင်မှာဆိုရင်ရာဦးရှိရဗျာရွှေငန်းလေးဗျာ6ဘက်9ဘက်10ဘက်ပုံမှန်ရှာပေးမယ်ဗျာပူဟန်ဖီချာလဲခြေကောင်းနေပြီပေါ့နော်ဟုတ်တယ်ဖူဟန်လဲဟုတ်တယ်ဆိုတော့ရာဦးလည်းရှိအောင်ပါပေါ့နော်တကယ် differential ပဲနော်ရာဦးဆိုလဲ 1.5% ownership ပဲရှိတယ်တော်တော် differential ပဲဆိုတော့ okay differential အနေနဲ့တော့ဖြစ်နေပြီနော်ဆိုတော့ okay Kendrick ပဲဒီတစ်ပတ်အတွက် differential ဆိုရင်
ခုန player တွေ အဲ့ တွေက ဝီ ပဲ ဆ လား န်ပေါ့ ဝေဆန်ရှိမယ် ဝီဆန်နဲ့ရာဦးပေါ့ ရာဦးပေါ့ဖူဟန်ကိုကြိုက်တာပေါ့ ရာဦး ကန်ရီ ပေါ့ နော်ဒီတစ်ပတ်အတွက် မဟုတ်ကျွန်တော်ကတပတ်သေးအတွက်လည်းတွေ့တာလည်းဟုတ်တယ် တစ်ပတ်ထဲအတွက်ပေါ့ 3ပတ်စာလောက်အတွက်တွက်လို့ရှိရင်လည်းပဲသူကောင်းနေတဲ့အတွက်ဒါ transfer လုပ်ဖို့ကောင်းနေပေါ့နော်လုံးဝဆိုရင်စဉ်းစားလို့ရတယ်လို့ပြော โอเคပါဆိုတော့ဒါ differential ကတ်မဟုတ်သေးဘူးเนาะဆိုတော့စမ်းအောင်မေးတော့ဆန်က differential မလုပ်ပါနဲ့ကတ်မလုပ်ပါနဲ့ကြောစမ်းဒီဘက်အတွက် captain choice မဟုတ်ဘူး differential ပေါ့ differential player ဆိုရင်ဘယ်သူကိုရွေးချင်လဲမသိဘူးကန်ထရစ်ကတော့ဒီဖူခန်ကရွေးသွားတယ်ပေါ့နော် ဟုတ်ကျွန်တော်ကဒီတစ်ပတ်ခုနကျွန်တော်ရွှေ့မှာပြောလို့ Arsenal defense ကနားတဲ့သူတွေများနေလေဆိုတော့ဒါပေမဲ့အဲ့ဒီအခုလက်ကျန်ဒီနားတဲ့သူတွေများတဲ့အထက်မှာ Calafiori ကပါ9ဝပြည့်လို့ Wolf နဲ့ပွဲမကန်နိုင်ဘူးပေါ့နော်သူ Skelly ထွက်လာမှာပေါ့သူများပြီးတော့ Skelly Hincapi Timber Ben White ပေါ့နော်အဲ့မှာကျွန်တော်က Julian Timber ကကြတော့ Ben White နဲ့တွဲဆိုရင်သူကဒီ RCB နေရာရောက်သွားတယ်ပေါ့ Ben White ကကျတော့ right back နေရာဆော်ရတဲ့ခါကျကျွန်တော်က differential Ben White ကိုကြိုက်တယ်ပေါ့နော်ကျွန်တော်ခေါ်ဖို့လဲစဉ်းစားနေတော့ပေါ့နော်အဲ့လိုမျိုးဆိုတော့ Ben White ကဘာလို့လဲဆိုတော့သူကတိုက်စစ်ပိုင်းလိုက်ပြီးတော့သူကဒီ crossing လေးတွေမဆိုးဘူးပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်တယ်တခါလေအခွင့်အရေးရရင် shoot တွေပါလုပ်တယ်ဆိုတော့ return ရနိုင်တယ်ပေါ့ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ Brentford ကိုအိမ်ကွင်းမှာ2-0နဲ့နိုင်တဲ့ပွဲမှာလေကျွန်တော်လည်းခုနကြည့်မိပါပါသူကအမှ DC လဲရတယ် bonus 3မှတ်လဲရတယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ assist လဲရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့သူ14မှတ်ထိရတယ်ပေါ့နော်14မှတ်ထိရထားတယ်ဆိုတော့ဒီပွဲမှာလည်းအဲ့လိုမျိုး return များပြန်အဲ့လိုမျိုးပြန်ရမှာလားပေါ့နော်ဘာလို့ဆိုကျွန်တော်ကကျတော့ကျွန်တော်အတင်း plan ရဒီတစ်ပတ်မှာကျွန်တော်က one week plan တပုံမျိုးတုံးလို့ရတယ်လေအကြွေးဒီဆလီပါတော့ပြန်မကောင်းလာဘူးဆိုရင်ပေါ့ဆိုတော့ကျွန်တော်ကတော့Ben White ကိုပေါ်ကြတယ်ပေါ့နော်ဒီတစ်ပတ်ထဲတစ်ခုတည်းအတွက်ဆိုရင်ပေါ့နော်ဟုတ်ဆိုဆလီဘာတို့ဂါရီယာတို့ပြန်မကောင်းသေးခင်တော့ white ကလည်းနေရာကျနိုင်သေးပေါ့နော်တင်ပါတော့နေရာတောက်လျှောက်ကျနာဆိုတော့ white ညာဘက်ချမ်းမှာဒီဘက် Calafiori ကနာနေတာလားမသိဘူးနော်နည်းနည်း not ဖြစ်နေတာ9ဝပြေးသွားလို့တပွဲပေတပွဲပေတာအဲ့တော့ Skelly ပေါ့ဟိုဘက်မှာဆိုတော့ white ကလည်း injury လည်းမရှိဘူးကောင်းသေးတယ်ဆိုတော့နေရာရမှာပေါ့နော် white က okay မိုက်တယ်နော်ဆိုတော့ differential white ပေါ့ okay ဗျာဆိုတော့ Zico ဒီတစ်ပတ်အတွက် differential ဆိုရင်ရော Zico ဘယ်သူကိုရွေးခြင်းလဲ differential player ကျွန်တော်က differential player ဆိုခုနပြောရတဲ့မှာတော့ပါတယ်ပေါ့နော်အန်တိုနီလေးတော့ကြိုက်တယ်ဒီတစ်ပတ်တော့ပေါ့နော်ဟုတ်တယ်အန်တိုနီပေါ့ဆိုတော့အန်တိုနီကိုဇီကုကြားလာမသိအတန်တိတ်သွားလား Hello ကြားတယ်ဘယ်လိုကြားတယ်သူအတန်နည်းနည်းကျွန်တော်တို့ voice နည်းနည်း technical ဟိုလေးဖြစ်နေတာထင်တယ် okay ဇီကုပြန်ကြားရတယ်ပြောလို့ရတဲ့ချိန်ကျရင်ပြောပါအောင်နော်ဆိုတော့ကိုတို့ဒီတစ်ပတ်အတွက်ကတော့တော်လေးတော့စုံသွားပြီနော် differential လည်းစုံသွားတယ်ဆိုတော့ဒီနောက်တန်းလေးတွေချက်သွားကြည့်လိုက်မယ်နော်